အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဆရာရှင်မတွေရဲ့တင် जा မှုနဲ့ပတ်သက်ပြီးတော့တီးထိုက်တဲ့အချက်လက်လေးတချို့ဒီစာအုပ်ထဲမှာကျွန်မဖတ်ပြီးတော့ကြတော့ကျွန်မကိုယ်တိုင်လေးလေ့လာရင်းနဲ့ပြန်လည်ပြီးတော့မျှဝေပေးပါရစေရှင်အဲ့တော့ဒီမှာဆိုရင်ဒီကောင်းလေးနဲ့ပေါ့နော် group walk gone round များသောအားဖြင့်ဆိုရင်တော့ဆရာရှင်မတွေကဒီ learners တွေကိုနှစ်ယောက်တည်းအုပ်စုလိုက်တင်နဲ့လှုပ်ဆောင်ခိုင်းတဲ့အခါမှာပို့ပြီးတော့ကျောင်းသားအနေနဲ့လေ့လာသင်ယူရတယ်အချင်းချင်းတွေလည်းပြန်လည်ပြီးတော့လေ့လာသင်ယူရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ထိရောက်တဲ့အောင်မြင်နေပေါ့နော်သို့တော်ဒီမှာဆိုရင်တော့ဒီလိုအဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာဘယ်နေရာတွေကမှားသွားလဲဘယ်နေရာတွေကနည်းနည်းလေးလွဲချော်သွားလဲဆိုတာလေးကိုသူကထောက်ပြထားရပေါ့နော်အဲ့ဒီမှာဆိုရင်သူပြောချင်တဲ့ချက်လက်ကဆိုရင် often ends with one or two students taking over and doing the lion's share of the work while the rest play minor roles အဲ့တော့ဒီမှာပြောချင်တာကဒီလိုအဖွဲ့အစည်းနဲ့လုပ်တယ်ဆိုရင်လည်းတချို့ students တွေကကြတော့ဒီတစ်ယောက်စနှစ်ယောက်စလောက်ကခေါင်းဆောင်နေနဲ့သူတို့ပါဝင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကျန်တဲ့သူတွေကသူတို့လုပ်ရတဲ့နေရာလေးကနေတော့ကြတော့ပေါ့နော်တိတ်ပြီးတော့အရာမထင်လိုက်ဘူးမထိရောက်တဲ့အခါမျိုးတွေရှိတယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီစာအုပ်လေးကိုရေးသားတဲ့ထဲမှာ Doc ကိုယ်တိုင်ကလည်းသူ့ရဲ့ဒီ experience လေးတွေမျှဝေထားရပေါ့နော်သူကိုယ်တိုင်လည်းတဲ့ကျောင်းသားဘွားတော့ဒီလိုမျိုးအခြေအနေကိုကြုံတွေ့ရတယ်သူအထက်တန်းကျောင်းဘွားတော့ဆိုကျောင်းသားဘွားမှာဆိုလဲအဲ့လိုမျိုးပဲအဖွဲ့အစည်းနဲ့လောက်ကန်ရတယ်အဲ့လိုလောက်ကန်တဲ့အခါမှာဆိုရင်အဖွဲ့အစည်းလိုက်သူကျောင်းသားဘွားလောက်တော့လဲသူတို့အဖွဲ့ကဘာရလဲဆိုတော့ A ရတယ်ပေါ့နော်အမှတ်တွေလည်းကောင်းတယ် essay ရိုက်ရေးတာမျိုးတွေဒီလိုမျိုးပြောတာမျိုး presentation လုပ်တာမျိုးလည်းကောင်းတယ်သို့တော့တခြားသူကိုယ်တိုင်ပြန်လဲပြီးသုံးသပ်လိုက်တဲ့အခါမှာသူပါဝင်တဲ့အချက်ကနေတယ်ပေါ့နော် Doc recalls being part of the group but not doing any of the prep work or essay writing ပြောမယ်ဆိုသူကတိတ်ပြီးပါဝင်တဲ့အခန်းကဏ္ဍကမရှိတော့ကြတော့ပေါ့နော်သူပြန်လဲသုံးသပ်လိုက်တဲ့အခါမှာအရာမရောက်ဘူးပေါ့နော်သူတို့အဖွဲ့ကလည်းများတော့များသားပဲเนาะ18 of them ဆိုကြတော့အဲ့ကြတော့ဆရာမရဲ့အနေနဲ့တဲ့သူပြောချင်တာကဒီတကယ်ဆိုရင် teacher လေးလိုက်ပြီးတော့ပေါ့နော် students တွေကိုတယောက်ချင်းစီပေါ့နော်အကဲဖြတ်ပြီးတော့ဘယ်သူကတော့ခေါင်းဆောင်အနေနဲ့ဘယ်သူကကြတော့ကိုတာဝန်ကိုစီကိုတေချာလေးပေးတတ်ဖို့ဆရာမရဲ့နဲ့လဲပေါ့နော်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးတွေကိုသူကပြန်လဲပြီးတော့မျှဝေပေးတာပါဒါကလည်းကျမတို့ဆိုလဲဖြစ်တတ်တာပဲဆိုတော့လေအဲ့တော့ဒါတရားနဲ့ပတ်သက်ပြီးတော့ဟုတ်တယ်ပဲ student ကတော့တိတ်ပြီးတော့မပါဝင်လိုက်ဘူးပဲ student ကတော့ပို့ပြီးတော့လှုပ်ဆောင်မှုများတယ်ဆိုတာတဲ့အဲ့တော့အကုန်လုံးဒန်းတူညီမျှပါဝင်နိုင်အောင်လို့ဒီဆရာမဘက်ကလည်းအကုန်လုံးအချိုးကျလှုပ်ဆောင်ပေးရမယ်ဆိုတဲ့အကြောင်းလေးကိုသူကရေးသားထားတာပေါ့နော်ဒါလေးကလည်းအချက်လက်ကောင်းလို့မလို့ကျွန်မပြန်လဲပြီးတော့မျှဝေပေးပြတာပါကျေးဇူးများတင်ပါတယ်ရှင်